အဲ့ဒီကောင်စင်ကတော့ပြင်သစ်တို့မြောက်အမေရိကတိုက်မှာနေချဲ့ခြင်းအကြောင်းကိုပို့ချမှာဖြစ်ပါတယ်အဲ့ဒီမှာအကြောင်းရင်းကတော့သားမွေးကုံသွေးရေးမှာအမြတ်ရဖို့ရဲ့အနောက်မြောက်လမ်းကြောင်းကိုရှာဖွေဖို့ဖြစ်တယ်ဒါကပြင်သစ်တွေမြောက်အမေရိကတိုက်ကိုဘာကြောင့်နေချဲ့တာလဲဆိုတဲ့အကြောင်းရင်းဖြစ်တယ်ပြန်ပြောပါမယ်သားမွေးဆိုတဲ့နေရာမှာတရိတ်ဆန်ရဲ့အမွေးတွေကိုခုသားတို့သမီးတို့အဝတ်အစားတွေဝတ်တဲ့ခါမှာသုံးမွေးအင်ဂျီတို့ဘာလို့လောက်တာသုံးမွေးရဲ့အသားဖြစ်တယ်အဲ့လိုသားမွေးတွေကိုကုံသွယ်ဖို့အတွက်အဲ့ကုံသွယ်ရေးမှာအများရရန်ရဲ့နောက်ပြီးတော့နောက်မြောက်လမ်းကြောင်းကိုရှာဖွေဖို့အတွက်သူတို့ကအကြောင်းရင်းအကြီးအဓိကအနေနဲ့နေချက်ခဲ့တာဖြစ်တယ်နံပါတ်2အချက်အနေနဲ့မြောက်အမေရိကမှာရှိတဲ့ New France နဲ့ Quebec ကပြင်သစ်တွေရဲ့ကိုလိုနီဖြစ်လာတယ်။ Louisiana နဲ့ Mexico ပင်လယ်ကွေ့ကတော့ပြင်သစ်တို့ရဲ့ပိုင်နက်တွေဖြစ်လာတယ်။မြောက်အမေရိကမှာကိုလိုနီထူထောင်ကြရာကနေပြီးတော့အင်္ဂလိပ်နဲ့ပြင်သစ်တို့ပဋိပက္ခတွေဖြစ်လာခဲ့ကြတယ်။ပဋိပက္ခဖြစ်လာတယ်ဆိုတာသားတို့သမီးတို့အနေနဲ့သိဖို့ရာကတဦးနဲ့တဦးတယောက်နဲ့တယောက်တနိုင်ငံနဲ့တနိုင်ငံအဆင်မပြေဖြစ်လာတယ်။ပြဿနာတွေတက်လာကြတယ်။နေမြေတွေပြိုင်ဆိုင်ဖြစ်လာတယ်စီးပွားရေးတွေလူရဲလာကြတယ်အဲ့ဒါကိုပဋိပက္ခလို့ခေါ်တယ်1900ခုနှစ်ကနေ1914ခုနှစ်မှာစပိန်တွေကထိနှက်ဆက်ခံရေးစစ်ပွဲတွေဖြစ်ခဲ့ကြတယ်အဲ့ဒီစစ်ပွဲတွေပြီးသွားတဲ့အခါမှာစာချုပ်တွေချုပ်ပြီးတော့အဲ့ဒီချုပ်ဆိုတဲ့စာချုပ်တွေအရပြင်သစ်တို့ထံကနေပြီးတော့ Newfoundland Acadia, Nova Scotia, Hudson ပင်လယ်အော်တို့ကိုအင်္ဂလိပ်တွေရရှိသွားခဲ့ကြတယ်စာမေးပွဲနီးလို့လောင်နေပြီလားဝါဆိုလန်နဲ့စာလုပ်လိုက်အချိန်မီပါသေးတယ်